အားလုံးပဲမင်္ဂလာပါဒီရှယ်ကတော့ဟန်ကိုရီးယားရဲ့ဒီရှယ်ခိုင်နှင်းဖြစ်ပါတယ်ဒီနေ့သင်ရှယ်ရှင်းပြမယ် grammar လေးကတော့ topic မှာတော့ဒီပုံမှန်စာဒီမှာပေါ့တော်တော်များများအသုံးဝင်နဲ့အသုံးပြုကြတဲ့ grammar လေးတစ်ခုဖြစ်ပါတယ်ပေါ့နော်အဲ့ဒါကဘာလဲဆိုလို့ရှိရင်နင်းတဲ့ တဲ့နာတဲ့ဆိုတဲ့ grammar လေးဖြစ်တယ်သူ့မှာကအရှိအနေက၄မျိုးရှိတယ်ပထမဆုံးပေမဲ့လို့လည်းပြောလို့ရတယ်။နောက်ပြီးတော့တဲဆိုပြီးတော့လည်းအဓိပ္ပာယ်တစ်ခုရှိတယ်။ပြီးဆိုပြီးတော့အဓိပ္ပာယ်တစ်ခုရှိတယ်။ပြီးတော့လို့မလို့သားကြောင်းဆိုပြီးတော့အဓိပ္ပာယ်တစ်ခုရှိတယ်ပေါ့နော်။အဓိပ္ပာယ်အရှိအနေ၄မျိုးနဲ့အသုံးပြုလို့ရတယ်။အဲ့ဆိုအဲ့ဒီ ninde onde nade ကို action verb quality verb နောင်းနေတယ်ဘယ်လိုကတ်မလဲဆိုလို့ရှိရင် action verb ဆိုလို့ရှိရင် ninde action verb ဖြစ်တာနဲ့နင်းတဲ့တခါတည်းကတ်မယ်အသက်ပါပါမပါပါကြည့်ကြရမလို့အသက်ပါရင်ပဲဖြစ်ဖြစ်မပါရင်ပဲဖြစ်ဖြစ်နင်းတဲ့နဲ့ action verb ဖြစ်တာနင်းတဲ့နဲ့တက်ကတ်မယ်နောက်တစ်ခါ past tense မှာဆိုလို့ရှိရင် past tense ကကြတော့အော်ရောနဲ့ဆုံးတဲ့ဟာတွေပေါ့အဲ့ဒါကြီးဆိုလို့ရှိရင်လည်းနင်းတဲ့နဲ့တွေ့သုံးမယ်နောက်တစ်ခု quality verb ဆိုလို့ရှိရင်တော့ on နာတဲ့အဲ့ဆို quality verb မှာကြတော့အသက်ပါတာမပါတာကြည့်ရတော့မယ်အသက်ပါရင် on တဲ့အသက်မပါရင်နာတဲ့နဲ့တွဲမယ် quality ပဲပြီးရင် noun မှာလည်းအဲ့လိုပဲအသက်ပါတာကြည့်မပါတာကြည့်စရာမလိုဘူး noun ဖြစ်တာနဲ့ in there ဆိုပြီးတော့တခါတည်းတွဲသုံးတယ်နောက်တစ်ခါဒီဘက်ကဟာလေးတွေကမှတ်ထားမယ်ပေါ့နော်ita opta လို့ဆိုရင်လေတခါတည်းနင်းတဲ့နဲ့တွဲသုံးမယ် ita နဲ့ဆုံးတဲ့ဘက်တွေ opta နဲ့ဆုံးတဲ့ဘက်တွေဆိုရင်နင်းတဲ့နဲ့သုံးမယ်ပြီးရင်ဂျီယန်ထာကအငင်းပေါ့နော်မလုတ်ဘူးမသွားဘူးမစားဘူးအဲ့လိုမျိုးအငင်းအဲ့ဒါကိုမှဒီ action ဘက်နဲ့ဂျီယန်ထာတွဲရရှိမယ် quality ဘက်နဲ့ဂျီယန်ထာတွဲရရှိမယ်ဆိုတော့ action ဘက်ဂျီယန်ထာဆိုရင်နင်းတဲ့နဲ့တွဲပြီးတော့ quality ဘက်ဂျီယန်ထာဆိုရင် on တဲ့နဲ့တွဲမယ်ပေါ့နော်လက်မှတ်ထားမယ်ပြီးရင် moretta moretta မတီးဘူးတီးအဲ့ဒါကြီးဆိုရင်လေနင်းတဲ့နဲ့ကတ်မယ်အဲ့တော့ကတ်တော့ moretta ကိုနင်းတဲ့နဲ့ကတ်မယ်ဆိုရင် mo르는데 제 얘기하면은 모르는데 ဆိုပြီးတော့ဖြစ်တာမယ်ဒါက 모르다고 는데는ကတဲ့ခါမှာ 모르는데နောက်တစ်ခု 알다ကကြတော့ 알다 ဆိုတော့ဒါကိုဖြုတ်မယ် sorry 알다ကဒီဘတ်တွေက grammar နဲ့ကတ်မယ်ဆိုရင်ဒါကိုဖြုတ်ရမယ်အဲ့ဆိုတော့ဒါကိုဖြုတ်လိုက်မယ်ဒါကိုဖြုတ်တော့အားနဲ့နင်းသေးနဲ့ကတ်မယ်နင်းသေးအားနဲ့နင်းသေးနဲ့ကတ်တော့လက်တက်လေးကနားနဲ့တွေ့လို့ရှိရင်ပြုတ်တယ်ပြုတ်တော့အာနင်းသေးဆိုပြီးတော့ဖြစ်တာမယ်အားတာကိုနင်းသေးနဲ့ပေါင်းရင်အာနင်းသေးလို့လေးဖြစ်မယ်နောက်တစ်ခုကိုရှိတာအောက်ကကိုရှိတာကလည်းသူနောက်ကလိုက်မယ့်ဥစ္စာက on တဲ့နဲ့တွဲမယ်ကိုရှိတာနဲ့ဆိုရင် on တဲ့နဲ့တွဲမယ်ပေါ့နော်အဲဆိုတော့ဒါက quality back action back ဆိုရင်ဘယ်လိုတွဲရမယ်ဆိုတာလေးဖြစ်ပါတယ်ဆက်ကြည့်မယ်ဒါကကြတော့ဒါဆောနာကပြောတဲ့ဟာတွေကိုပေါင်းပြတာပေါ့နော်ပေါင်းပြမယ်ဆိုရင်ပထမဆုံးဂါတာ action back ဆိုတော့နင်းတဲ့နဲ့တွဲတော့ဒါကိုဖြုတ်မယ်ဘတ်တွေကဒါကိုဖြုတ်ရတယ်ဆိုတော့တခါလေဂါနင်းတဲ့နောက်တစ်ခုအိုတာ action back ဆိုတော့နင်းတဲ့နဲ့တွဲမယ်ဒါကိုဖြုတ်မယ်ဟိုနင်းတဲ့နောက်တစ်ခုမော့တာ action back စားတယ်ဆိုတော့ action back နင်းတဲ့နဲ့တွဲမယ်ဒါကိုဖြုတ်တော့မော့နင်းတဲ့အသက်ပါနင်းတဲ့ကံမှာဆိုတော့မော့နင်းတဲ့ပြီးရင်ဒီဘက်မှာရှိရ past tense ဂတ်တာတွားခဲ့တယ်နင်းတဲ့နဲ့ကမယ်ဒါကိုဖြုတ်갔는데 먹었는데ဒါကိုဖြုတ်먹었다နင်းတဲ့နဲ့ပေါင်းတော့먹었는데အဲ့ဒါက quality back ဆိုဒီမှာ예쁘다လှတယ် quality back ဆိုတော့ on နာတဲ့နဲ့ကြရတော့မယ် on တဲ့ဒါမှမဟုတ်ရင်နာတဲ့ဆိုတော့예쁘ဒါကိုဖြုတ်ကြည့်လိုက်မယ်ဒါကိုဖြုတ်ကြည့်လိုက်တော့နောက်ဆုံးစကားလုံးကပကအတက်မပါဘူးအတက်မပါတော့နာတဲ့နဲ့ကတ်မယ်နာတဲ့နဲ့ကတ်တော့예쁜데ဆိုဖြစ်သွားမယ်နာကအတက်လေးပွန်းကိုတွားပြီးတော့တက်လိုက်မယ်ရေပွန်းတယ်နောက်တစ်ခုဘဲဦးတာ quality ပဲအတက်ပါလားမပါလားဒါကိုဖြုတ်ကြည့်မယ်
တက်မပါတော့နာတဲ့နဲ့ကမယ်နာလေးကဥမှာသွားပြီးအတက်တက်လိုက်တော့ဘယ်ဝန်တဲ့နောက်တစ်ခါရှုပ်တာဒါကိုဖြုတ်မယ်ဒါကိုဖြုတ်တော့ဘာတက်ပါတယ်ဘာတက်ပါတော့အန်တဲ့နဲ့ကမယ်အဲ့ဆိုဒီဘာကအားနဲ့တွေ့လို့ရှိရင်ဥပြောင်းတယ်အဲ့ကြောင့်မလို့ချုပ်မဟုတ်တော့ဘဲနဲ့ရှူဥလို့ဖြစ်တာလေရှူဥဆိုတော့ဒီမှာကြည့်လိုက်တော့အတက်မပါတော့နာတဲ့နဲ့ကမယ်နာကဥမှာတော့တက်လိုက်တော့ချူဝန်တဲ့ဆိုပြီးဖြစ်ပါမယ်နောက်တစ်ခု noun ဆိုလို့ရှိရင်တက်မပါ in တဲ့နဲ့ကပ်ရမယ်ဆိုတော့ 학생 ဆိုတဲ့ကျောင်းသား noun in တဲ့နဲ့ကပ်လိုက်တော့ 학생인데နောက်တစ်ခု여자 မိန်းကလေး noun မယ် in တဲ့နဲ့ကပ်လိုက်တော့여자인데 မိန်းကလေးဆိုတော့ဒါကဘယ်လိုကပ်ရမလဲဆိုတာကိုပြောပြတာပါဆက်ပြီးကြည့်မယ်နောက်တစ်ခုကကြတော့အခြေအနေ၄ခုရှိရပေါ့နော်အဲ့ဒီဟာတွေကမှဒါပထမဆုံးရှိနေပေမဲ့မြန်မာလိုပေမဲ့လို့ပြန်ကြတယ်ဆိုတော့ပေမဲ့ဆိုကြတဲ့တည်းအချိန်နေနှစ်ခုကစန့်ကျင်ဘက်ဖြစ်နေမှာအရှိအချိန်နေနဲ့နောက်ကအချိန်နေနဲ့ကစန့်ကျင်ဘက်ဖြစ်နေတဲ့အခါမှာဒီ ninde onde nade ကိုသုံးလို့ရတယ်ပေါ့နော်ဥပမာဆိုရင်비가 오는데 비가 오라မိုးရွာသည် 오다 ဆိုတော့ action back ဆိုတော့ ninde နဲ့ကပ်မယ် 비가 오는데မိုးပေမဲ့လို့ဘာသာရှင်မှာဖြစ်ပါတယ်မိုးကရွာပြီမဲ့မိုးရွာပြီမဲ့နားရှိက야디 우뚜가 춥지 않아요. 메이부 모여 비메 야디 우두 메이부 그 여자는 에이 메이클리가 예쁘다 아신바 아따마 봐 퀄리티바 아따마 봐로 나대네 까데 예쁜데 빼매로 바라비면서 에디 메이클리가 라비메 성격이 아진세야가로 안 좋아요 마가무 에디 메이클리가 라비메 아진세야 마가무 그래서 ဆန့်ကျင်ဘက်အရှင်နေပေမဲ့လို့သုံးချင်တဲ့အခါမှာဆိုရင်လေနင်းသေးကိုသုံးလို့ရတယ်ပေါ့နော်ဆိုရင်နောက်ဒုတိယအရှင်နေမှာကျတော့တဲလို့ပါတာပြန်တယ်ဒါကကျတော့သူများကိုမေးခွန်းမေးချင်တာသူများကိုမေးခွန်းမေးချင်တာကရိုးရိုးတန်းတန်းမမေးပဲနဲ့ကို့မှာရှိတဲ့အကြောင်းအရာကိုအရင်ပြောတယ်ပြောပြီးမှသူများကိုရင်းရင်းချင်းချင်းနဲ့မေးခွန်းမေးတဲ့အခါမှာသုံးတယ်ပေါ့ဥပမာကြည့်မယ်ဆိုရင်저는ကျွန်တော်ကတော့ 영화 보기를 열심히 찌하라고 좋아하는데 짧게 다 꼬장어 이름 별라이다 엄마마 매번 미러매 수민하고 뭐 좋아하세요 아 짧아들래 그래서 또 어디가 로션의 애야가 수민씨 바오 짧아들래로 매진다 다음에 이랑 요래나 매라이베네 인지하로 꼬예 장로 이름 별라이대ကျွန်တော်ကတော့ရုပ်ရှင်ကြည့်ရတာကြိုက်တယ်။စုမင်းကတော့ဘာကြိုက်လဲဆိုပြီးတော့ရင်ကြည့်အောင်လို့အဲ့လိုလေးမေးတဲ့အခါမှာဆိုရင်လေနင်းတဲ့ဝန်တဲ့နာတဲ့ကိုသုံးလို့ရပါတယ်။နောက်တတိယအရှင်ကကျတော့ပြီးလို့ဘာသာပြန်မယ်။ပြီးဆိုကြတဲ့ကတစ်ခုနဲ့တစ်ခုထပ်ပြီးတော့ထည့်တဲ့အခါမှာသုံးတယ်ပေါ့နော်။အကြောင်းအရာကတစ်ခုလေအဲ့ဒီအကြောင်းအရာကို information တွေထပ်ထည့်ပြီးတော့သုံးနေတဲ့အခါမှာသုံးတယ်။ဥပမာလေးကိုကြည့်မယ်ပေါ့နော်။이분은ဒီပုဂ္ဂိုလ်ကတော့ 우리 선생님인데 나로 시야마 피비 디 인데니아리마 비로 뺨에 나로 시야마 피비 아주 애양고의 친절한 분이에요. 더 가운데 뽑고가. 그래서 ပြောချင်တာကဒီလူတစ်ယောက်ထဲတည်းအဲ့ဒီပုံကိုတစ်ခုတည်းတည်းအဲ့ဒီပုံကိုကငါတို့ဆီယာမှာဖြစ်တယ်နောက်ရှင်တွေတစ်ခုကအရန်သဘောကောင်းတယ်အဲ့ဆိုအရှင်တွေထပ်ထည့်ပြီးပြောချင်တာဒီပုံကိုကတော့ငါတို့ဆီယာမှာဖြစ်ပြီးအရန်သဘောကောင်းတဲ့ပုံကိုဖြစ်ပါတယ်အဲ့လိုမျိုးအကြောင်းအရာကတော့တစ်ခုတည်းဒါပေမဲ့အဲ့ဒီအကြောင်းအရာကို information တွေထပ်ထည့်ပြီးပြောချင်တဲ့အခါမှာဆိုရင်လေနင်းတဲ့ unde နာတဲ့ကိုသုံးလို့ရပါတယ်ဆိုတော့နောက်ဆုံးရှင်နေကကျတော့အကြောင်းရင်းလို့မလို့ဒါကြောင့်ဘာဖြစ်လို့ဘာဖြစ်လို့မလို့ဆိုတဲ့အကြောင်းရင်းတွေနဲ့သူများရဲ့စီကိုအကူအညီတွေတောင်းမယ်တောင်းဆိုမှုတွေပြုလုပ်မယ်စေခိုင်းမယ်အဲ့လိုအရာတွေမှာသုံးတယ်များသောအားဖြင့်နော်ညီနိုင်ဝါကြမဟုတ်ရင်စေခိုင်းဝါကြနဲ့အဆုံးသတ်ရတယ်နော်ဒါဆိုရင်ဥပမာလေးကိုကြည့်ကြည့်မယ် 하일이 러야매 엘로디가 맞는데 냐로 많다 냐디가 꼴라디바서 아따 빠라 언데네 깔라이데 맞는데 냐로 냐라자 냐로 men로 좀 도와주세요. 내내라 꾸니 빼봐. 수인 သူများကိုဆရာအကူအညီတောင်းလိုက်တာလောက်ရမယ်အလောက်ကများလို့နည်းနည်းလောက်အကူအညီပေးပါအကြောင်းရင်းပြောချင်တဲ့အခါမှာဒါလေးကိုသုံးတယ်နောက်တစ်ကြောက်ဆက်ကြည့်မယ် 막심 애야다가 좀 이상한데
နည်းနည်းထူးဆန်းတာမလို့အီဆန်းငါတာထူးဆန်းတဲ့အစားအစာဆိုပုတ်တိုးတယ်ပေါ့နော်မကောင်းတဲ့အရာအီဆန်းငါတာက quality ပဲဆိုတော့နာတဲ့နဲ့ကတ်ရမယ်ဟာတာမှာအတတ်မပါတော့နာတဲ့နဲ့ကတ်တယ်အဲဆိုတော့ mark ရှိအရသာကနည်းနည်းထူးဆန်းတာကြောင့်ထူးဆန်းနေတာမလို့ body cell ရောလွတ်ပစ်လိုက်ပါအဲဆိုတော့ဒီမှာအကြောင်းရင်းနေဘာဖြစ်လို့မလို့ဘာဖြစ်တာကြောင့်ဆိုရင်အကြောင်းရင်းနေပြောပြီးတော့အကူအညီတောင်းဆိုမှုတွေပြုလုပ်ရှင်တဲ့အခါမှာဆိုရင်လေနင်းတဲ့ on တဲ့နာတဲ့ကိုသုံးလို့ရပါတယ်အဲဆိုတော့အရှင်တွေက၄ခုရှိတယ်ပထမအရှင်တွေကစန့်ကျင်ဘက်ကိုပြောချင်တဲ့အခါမှာပေမဲ့ဆိုပြီးတော့ပေမဲ့လို့ဘာသာပြန်ပြီးတော့နင်းတဲ့ on တဲ့နာတဲ့ကိုသုံးလို့ရတယ်ဒုတိယအရှင်တွေကသူများကိုမေးခွန်းမေးချင်တဲ့အခါမှာရင်ရင်ကြည်ကြည်လေးဖြစ်အောင်လို့ကိုယ့်အကြောင်းကိုအရင်ပြောပြီးမေးခွန်းမေးတဲ့အခါမှာဆိုရင်လေနင်းတဲ့ on တဲ့နာတဲ့ကိုသုံးလို့ရတယ်တတိယအရှင်တွေက information တခုတည်းကိုအကြောင်းအရာတခုတည်းကို information တွေထပ်ထည့်ပြီးတော့ပြောချင်တဲ့အခါမှာဆိုရင်လေနင်းတဲ့ on တဲ့နာတဲ့ကိုသုံးလို့ရတယ်နောက်ဆုံးရှင်တွေကအကြောင်းရင်းလို့မလို့ဒါကြောင့်ဆိုပြီးတော့အကြောင်းရင်းတွေပြောပြီးတော့သူများအကူအညီတွေတောင်းဆိုမှုတွေပြုလုပ်တဲ့အခါမှာဆိုရင်လေနင်းတဲ့ on တဲ့နာတဲ့ကိုသုံးလို့ရပါတယ်အဲဆိုတော့ဒီနေ့ဗီဒီယိုလေးကိုကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဒီဗီဒီယိုလေးကိုဒီနားမှာပဲအဆုံးသတ်လိုက်ပါမယ်နောက်ထပ်ဗီဒီယိုတွေမှာဆက်ပြီးတော့တွေ့ကြပါမယ်오늘은 가는 셈이었습니다. 안녕.